Myanmar Star Season 2 တတိယဆုရှင်ကတော့ဘယ်သူချင်ပါသလဲရှင် ဟုတ်ပြီ Myanmar Star Season 2တတိယဆုရှင်ဘယ်သူဖြစ်မယ်ချင်ပါသလဲရှင်စတင်ကြေညာကြပါတယ်ဒီကနေ့ည Myanmar Star Season 2 Grand Final Live Show ကြီးကနေရှင်ကုန်းစွာဖြင့်စတင်ကြေညာပေးပါရစေတတိယဆုရှင်ကတော့ဝေပီးတမိုင်း ဟိုยิงขัดหน้าละมีบุกรักปั้นตบชุมลาย ပရိသတ်တွေ ตัวชุม ခံ ปั้น မှန်းထားတာ ဟို နဲ့ ဒီတော်ဤနာနီတော်ဤကျော်တော် comment မှာရှင်းပြသွားလို့ရပါတယ် အမောက် တက်တူကြရဲဆိုရင်တက်တူကြရဲဘယ်လိုမျိုးစိတ်ခံစားချက်တွေရှိနေလဲသိ ตัว ချ จั င် ง ပါ ปั้น တယ် အမောက်ชุมรักปั้นขัดหน้าเจอลิ้นหอยกิน အခုနောက်ဆုံးဆိုတော့နှစ်ဦးပေါ့နော်ကျော်ဦးနဲ့ Afro ကျော်ဦးနဲ့ညီမလေးနန်းနေကျေးဇူးပြုပြီးတော့အရှိန်လေးကိုထွက်ခဲ့ပေးပါရှင်